ဘာလို့လဲကြကျမမလုပ်နိုင်ဘူးဘာမှမရှိတော့ဘူးရှင်ကျမကိုဘာလို့သစ္စာဖောက်ရလဲရှင်ကျမကိုဘာလို့သစ္စာဖောက်ရတာလဲလို့ကျမမင်းနေတယ်ရှင်ကျမကိုဘာလို့သစ္စာဖောက်ရလဲလို့မင်းကပေါ်ရန်ကောင်းပြီနေလို့ကျမအပေါ်သစ္စာမရှိခဲ့တဲ့လူနှစ်ယောက်ကိုကျမလက်တော့ပြန်ခဲ့ပါပြီမောင်နဲ့ကျမရဲ့အိမ်တော်ကြီးဟာဒီလိုပဲလှလှပပပျက်စီးသွားခဲ့ရပြီလားမောင်ရဲ့မောင်ဘယ်လိုပဲအကြောင်းပြချက်တွေပေးခဲ့မောင်အပေါ်ချစ်ခဲ့တဲ့အချက်တွေကောင်းပေးခဲ့တဲ့မြတ်တာတွေပျော်ရွှင်ဘူးခဲ့တဲ့အတိတ်နေ့ရက်တွေအတွက်ကျမဘယ်တော့မှနောင်တရမှာမဟုတ်ဘူးမောင်ကျမသိချစ်ခဲ့ပါတယ်ဒါပေမဲ့အခုတော့ကျမမောင်သိမုန်းသွားပြီပေးသလိုမရပါမယ်ရသလိုလေးပဲငါချင်လိုက်တယ်